ရှိကလာပြီးအဖို့ညောချောပတိကလေးလေးငါမတော်ဝေဟာလေအားလေအွန်လိုင်းခေါ်တယ်ငါကတိကဘုလို့ချေပြီးဘူရရှိရအဖို့ညောချောပတိဖတ်တိကလေးလေးထောငါနောဖာရနေမူလာကောကြလာပြီးရောလေချစ်ရှိငါဘလို့ကိုပွေမတာခိုင်ရှိတာရရှာတာကချင်မတူရောလေလန်စန်ချင်းအတတာငါဒါကေဘီမရှောနာဗီတီယာသာငါကတိကနောလာဗီရရှာဘူပါတော့ရောလေငါတိဖာကိုက်ကူလာကူတိကူတော့ကူတိကလေးလေးရှာရှာလာဗီလေငါလေခေါ်ချီဗီသာငါတိကေတူကဗျာနေတိဖာခပွေတူလေရရှာတာကချင်ပြဘလေဒီကခလိုအရှာတီဗီတီယာသာလေမမောဂါဝေလေမောဂါဝေငါဒုက္ခဒုထေဘောဒုတော့ဟာတိဖာငါတိကလေးလေးကလို့အပလို့ကြော်စချေပြီကိုလေလေရရှာမကဘာပဲလို့ကိုငါတိဖာရှုံးပါဖေပူရလေဂျိုမောယေရှုခရစ်ငါကတိကချေလေနော်အရှာတီကိုငါလေကရှေဖာဖေလေဟာလေတော့ရှာပြအရှာတီခါသာနော်ကတူပြီကိုလေကိုတော့ချမ်းစက်ကစတောင်းတယ်ဒီကဘာကြီးရဲ့တော့ကဝေကဘာလေးမဖေကူလမ်းပြပါကိုတော့ဖျားဒီဘဝခီးလဲနေရများစွာမနေနိုင်ရဲ့ကြုံတွေ့ရစေခါကိုတော်လည်းများအဖြစ်ကျွန်တော်အပိုက်ထွေးပေးမှုပါနေဝင်မို့ချုံညနေသွားဒီတိုင်းကိုတော်ကျေးဇူးရည်တွမီလေးသူကျွန်တော်လုံးသားများအသန်းဆန်းစေမှုပါဒီဝါခီလဲနေရများစွာမမြင်နိုင်ရဲ့ကြုံတွေ့ရစေခါကိုတော်လည်းများအဖြစ်ကျွန်တော်အပိုက်ထွေးပေးမှုပါနေဝေမို့ချုံညနေသွားဒီတိုင်းကိုတော်ကျေးဇူးရည်တွမီလေးသူကျွန်တော်လုံးသားများအလန်းဆန်းစေမှုပါကျွန်တော်လုံးသားများအလန်းဆန်းစေမှုပါညပတိဖော်လေတုံညကပဲလေခွဲထားငတိကေကာကလေကူဇွမ်းမဲ့တော်လေတခင်တုံးလေ
တုံညဖြစ်ဖြစ်တုံးတော့ခံနိုင်ဒီငါတိဖာလေတချီကမကျော်တချီကမဟိဝချောတိဖာဖေရလေယခါဂျုံမိုယေရှုခရစ်လေငါကေတိကေပွန်ဒါလေတီယာလာကိုနော်လေကရှေဖာဖေလာကဘေကိုဘေဒီခွဲဖေယိုလေငါခပတိကေကလေရှာတာကချင်းပြဝ Zame dole the kid dole don't ya tip don't can I be say kind of a mood or terrible be at the sea go inside go ya no die like no ji the jolo ya go anya you do ye jara so Che yao pi na do mya ayu ye ja ba zo Dhammadya atai da lai shao ta shin the kiriyadi di do ta ya pi go they pai se me the kid don't ya keep don't can I be say kind of a mood or terrible be at the sea go yes I boya no die like no ji the jolo ya ko amya you do ye jara so Che ya pi ga do mya ayu ye ja ba so Dhammadya atai da lai shao ta shin the kiriyadi di do ta ya pi go they pai se mi အောင်မြင်ခြင်းကိုထားရသိပါရယူကိုအခြေရောက်ပြီးငါတို့များအာယူရဲ့ချပါစို့ဓမ္မတရားအတိုင်းကလည်းရှောက်တဲ့ရှင်ရဲ့သခင်မရသည်ကတိတော်ထားရပြီးကိုသိပါစေမည်ဒီတော့ချာရပြီးတော့သိပါစေမည်ချစ်ကူငါအလေးမတိဖို့တခင်ရဲ့အနာကဝေလခွဲထားငါကပူတရားထားငါညတော်တိတော်ဘလို့ကပူထားတာလည်းတဲ့ခိုက်တော်ပုံဖေဝေယောdon't you dare now I know me chi ma me ya dri dai ta so no go to you no day a da ri gon pian pi sa me a cha ba ri ma sa tu ya ba the key na a me ni se mu ba Gandaya dega, shall we the bella, the king of downtown. Yeah, the soul in Muyata, would
တော်ရှင်ရှိမှာဝေလာဖို့မရဲ့လေကျွန်တော်မစိုးလေတာကိုတည်ရနေအဖာကိုတော့ဘာကြောင့်တော့ပြုံးတယ်နာမလေးနိုင်တော့လေချီးမမေအရာရာတွေတိုင်းတဲ့ကျွန်တော်ကိုယ်သူရင်ရွှေတော့တဲ့အသက်တာတွေကိုပြန်ပေးစမယ်အချာပါတွေမှာစားထုံးရပါတခင်ရဲ့နာအမြဲတည်စေမှုပါတွေ့တဲ့ပဲလားတကယ်အားတောင်းတနေအဖာဘုရားရဲ့ဘိနာနေခြင်းသူတယောက်ပါစာလာမှုချွေရဲ့ကျွန်တော်မဆောင်တဲ့တာကိုပြီးရနေအဖာကိုတော့ဘာကြောင့်တော့ပြုံးတယ်နာမလေးနိုင်တော့လေချီးမွမ်းမယ်အရာရာတွေတိုင်းတွေ့ကျွန်တော်ကိုယ်လေးသူရဲ့ရွှေတော့တဲ့အသက်တာတွေကိုပြန်ပေးစမယ်အချာပါတွေမှာစားထုံးရမှာတခင်ရဲ့လားအနေဒီစေမှုเก็บบัวซะเงยเตียลิลิชาจาเลเงยชาคัทกัญญาชลาเชพาเงยวิจโมอปะเชานอเลเงยปามีติผาเตียลิลิชาหะจาวิอปะเชายะคาเงยติผาวิบะติเขจาวิโนหะกะวิอคอลเงยติวิมบะติผาทาเพคลาชีจิติคือเงยจยาเนจูจาวิซิอยังคอลโนทากะชิมไกตาบวิกะชิมเวอคอนชาติคอลิลิเลโนเมหุซอโลอชาฮอเมตาตุเพสลาตุเตียติวิทาคลาเชพาจโมยาผู้ชิโกเมปุเลโลเลชะลาวิอามีนชิดคือเงยยันเนจุจาวีสีโมโถวอกาเลชุมาไลบล็อกทาโลตัวปงเพวิโอညီတိမောရှေလီကနာဝေတေကနဲဆူအလောကိုဝရှာလေငါဥထာကောပုဝေညီမာပေလာဝေမဟေကံပကျော်ဝေညီမာဟာပေဝေညီမာလေအာရှိယောတောထာငါပုဝေညီမာယောငါဥထာပေလာဝေယောYesu posha kikandu ha ha ve khote ge chu ja tia yo Usha ve ka opho ya to tu ve ma lo do ha do ki le ko tu ma jo ta tu lo ve kha pe Yesu te la tu yo yo chi a le ka pya yo ko pu be ni ma ta gu sha pi la vi ma he ka pa le ha pe be a shu yo to ga pu be gu sha pi la ta be Yesu pong sha ki kan tu ha ha o te ge chu cha pya yo ha ha
ติเกจูจายุมโนมาคุเชวิงเวอเปาโนเวอเมธาเอยาติปิโลโนเวมีกาลาปิวมโนมาโคโลโนเวอาลบิเวเคมีกคุทะทอบิลาปิวยาญิโลเวจัตโรติพายาญิเงทะเปโลชุงเงทะเตียลาวิมบะทาเงเพกะปเวคาชุเงวิมบะทะทอเพกะโลวิมบะเบวิคาสเงทะตะไกปียะคาเบโคโลเงทะปุโลอลองกุมีกะปะเลอเมอพงคาปุยจูจุตะตายโนเวโยอาเมนอโมลิข้อกาเวอโมโฮติพา
西到和我为呀。ရှိတော့ခေါ်အရွှေချမ်းချက်အမြင့်ဆုံးသောဖျားဤကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှင်၏အရေးကိုခိုရလိမ့်မည်သာရဖျားသည်ငါခိုလုံရာငါဤရဲတိုက်ဖြစ်တော်မူသည်ဟုငါပြောဆို၏90တခုမြောက်သောဇာလံပိုင်ငယ်1နှစ် คือชาเลขาทักกะหาเปอุจาเลหากะปุจาเวโยโอเวติพาเลมุชอมุบาลาเลมุยินตอลาเวคาชุเพเวโยคือชาติกะเจติงาเวดอลกุเพเลงายอทาดอลเชเวโยดอหาเวลิกานาเวเชกานาอินชินีเตนินชอคือชาเลฟอเมเวทาคาเวโชโอโปกาวากุเพเลดอหาเวยาคโลวะตากุเพเวโยคือชาโอโนทาชิเวโชเลโนทากาวาตุโยโนเกลาเวโชติกะชักกะโนมาชิบาตาอปอบีชิมุลีอเตกอติเลติชงาฮือลีฟุติอาติโตวขอดาตัวโบกามุลีนาบาออฮาติชิฮีออฮาติชิฮีออฮาติชิฮีออฮาพูออคาสุไกเวออฮาติชิฮีออฮาพูออคาสุไกโอเคเตเวโกอสอชาโลคาสุโนฮืมาไกตาอยากข้าโอฮาฟูนฮือชาเชไกเวโกนฮือโอลินโตขอฮอโลมาเกาะเชယေရှုခရစ်ခါကြတာဝေချောကြီးလေအစောရှာဖို့တာမကိုအစောရှာတာကြတာဝေအလိုလေရှင်းလိုက်ဝေတိဖာတာထောမကိုတကယ်လကခိုလို့တာပဲဘငါဟူလေအစောရှာအခါစကိုင်းတူအစောရှာကဲဂျီပူတာဝေချောဖဲ့ပြီးမဟေยาข้านหูเลอหาผู้ชาจูเลอโตเตเวกันเตพาชาสุปีลอเวโกนหูกาเตตุโยชาเวอหาผู้กันเชกายเวชอเตพาเลคือชาเวอยาดูเพเวโยวขอดากาลาติกาเลชอบูจา福大小为小姐她离开卡拉多为阿妈米西温。Be
ရန်သူများစွာရဲ့အနာမတန်ချပြီးတိုက်ခိုက်ရန်ကြံစီတော်နေသုံးလုံးချစ်ကင်းလုံး၍ငယ်ကိုခဲ့ပြီးကိုတော်ရှင်ခွဲကားတော်မူပြီးခဲရဆုံးယုံမှုချကျွန်တော်အားရန်ဆိုင်အောင်မြင်ခွင့်ပေးပြီးချီးမွမ်းမည်ကိုရောရဲ့ကျေးဇူးတော်အတ္တတာမှာမကုန်းဆုံးနိုင်ပါကျွန်တော်ဘဝမှာမရမကြောက်တော့ပါကိုရောရှင်ခွဲကလမ်းပြမှာခေါ်လို့ကိုစားရဘဝရဲ့နေရာ Nói anh nam mà ta chả vì tai khai anh chẳng gì đó nè tôi lâu trên cái lối duyên nghe ngô khe vì cô rồi xin quê cả rồi mu bi tai khai cha mi tu cha chân đâu à yên sai ao nhiều hơn baby chỉ mang đi cô rồi yên chỉ số đó chia bây giờ, ya bây giờ mình thắc thắc anh nhà sao là về cho mỏ bao sao nói bộ thắc mà chỉ mấy yo, ya bữa ya nên sĩ cho cha về ở nhà khơi thọ, ya bây giờ mình thì phải lên nói về khơi ba lô, à cái lại mà hết lẽ, thì ta tuổi chỉ là ta bữa, ta tuổi chỉ thà như cái mà xử lẽ, ya bây giờ mình cái lỗ cho về, ở tôi như mà chui mày khắp với thà, ta tuổi cái tê cái, ya vui sức khỏe mình thà chú lại bộ lô chỉ là về yo, amen. À bộ khai là tuổi về nên chỉ nói nuôi. Debota imu shepa ni ga jawe yo je imu shepa te ga chi ni ma da ja yo hu ta ve imu tha ka khade ha sha pi cha pi to pi le hu ta ve yo je khade le okhe ka chu da ja na le khade le oka on mu ve imu shepa te ka chi ni ma da cha ka khade ma cha pi khade le ka zu ve yo khade le ama te le o ko ti nya ke te ni cho la le na boko yo cắt giờ tia thà cả à ta yu le ni độ pi về ti te le
ယောချီအချက်ဖာကောလာဝေယောချေအမှုချက်ဖာညီမမဒါဝေအမှုချက်ဖာချေခတ်တလေတဲ့ညီကလေယောဟဝေမှုမီထာချပါဝေမှုမီနာငါကိုကိုအဝေမှုမီမဘောလာဝေတီယာထာယောဟလေမဘောတူကကူဟေဝေခတ်တလေဂျမချီယောဟထာမဘောတူအခါကိုပီနာအမေပီဝေနာအမေပီဝေတီယာထာအမှုချက်ဖာညီကဟောခပါဖေပတ်တလေယောဟမှုမြောပေါ်မှာကဘောကဲဝေယောလေမဘောကဲဝေတီယာထာယောဟချေချပါဝေဩဂါဟေကြဝေထပတ်တလေယောဟမကတေဖာစပပါစပဝေတေဖာဂုဖွဲပါဂုဖွဲပဝေယောခတ်တလေအိုတယာထာယောဟမအမှုချက်ဖာညီကဂုဖွဲကဝေယောဂုဖွဲကဝေတီယာအမတေလေကိုယောကဒိုင်ယာတေကကြောလလေအစပွဲဖေပတ်တလေယောပရှိုးချေပတ်တလေခတ်တလေအမှုချက်ညီမဒါဝေအမှုချက်ဖာယောဝေအမှုချီယောအချက်ဖာနာဝေထာကမောဝေတထာဟာဂုလာလေယောထာယောဝေအမှုအခုနာလေအမှုအခုလဟာဝဝယူတာပိလေချီကွေလေယောဟမမဘောရှေထာလာတာဝေအတီကကိုကိုစစ်စခန်နာလေအိုလိုဟာဝဝရှေကွေဝေယောခတ်တလေနိအဝေညီမမဒါဝေအမှုရှေဖာကယောကာဂုဖွဲကဝေယောမဟကိုကြပါလာခေါ်စလာဝေလောလေခတ်တလေကူပိဝေတယာထာယောအမှုချေယောပမနေထိုမတေလေလေကိုယောချေပိုလာထကညီမမဒါပိုကိုယောကခါရမချတော့ပီပလေယောကမောဝကိုဒေါ်လာဝေတီဒိုဝေလေတိခကယောကူဝေချီယောဒေါ်ဂဝေလေနာဒေါ်နာခတ်တလေโอเคဒေါ်လေအမတေလေကိုရဖွေဝေချေအပနီတူဝေအကဲရဖွေဝေနာရဖွေလေယောလာတကဝေစစ်စခန့်လို့ဟာရကွေဝနာအလေမညီမမဒါဝေအမှုရှေဖာချီကြပါဝေလာခေါ်လို့ကစတာဝေယောချီဝေအပူထာညီဝေတယာထားလေငါဟချောတာကိုလေโอเคနာတလိစန်တေကညီကျက်ကလေယောကနေမယောဟထာခတဲ့ဟာရှာပေဂျာပေတော့ပြီလေခတဲ့ဟာရှာပေကိုနေမထာကအဘူချောပူဝေလောလေနေမလေအစောရှာပူဝေချောဖဲဝေယောလေတေပေါ်တေယာညီရှေအောင်ငါပေါ်ဂါဒါဝေတိရှိမဟေောလေအဝေအဟာပေါ်အချိပေါ်အဟာပေါ်အဟိပေါ်ဂါလာဝေတီယာထာအစောရှာပူတာဝေချောဖဲဝတ်တော်လေခလေနာကဖဲပူဝေယောကိုကဘေနာဂါဟဲလေယောခလေဖဲပူဝေယောခတဲ့လေနေမကတေကထာခတဲ့ဂါဒါလေဟာရှာဂါဒါလေတေဩဂါပိဒါကယောတဲ့ချာပွဲထချူလေဩဂါပိကဝေယောတေလေထဘောကြညီယာကရှိမူလာသူရဲ့နဘိုရှဲလေအချော
know yet that 要查波毛个比拉杜维是啦，路瑞瑞当昂哩。 ဒီနေ့ညနေပိုင်းစီအီချိန်မှာရောက်ရှိလာကြတဲ့လူငယ်များကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကတော့ကျွန်တော်တို့အားလုံးအလွတ်ရပြီးလဲဖြစ်ပါလိမ့်မယ်တုတ်တန်ကျမ်းအခန်းကြီး3အခန်းငယ်9ကနေ6အထိဖြစ်ပါတယ်ကျွန်တော်မြန်မာလိုဖတ်ပါမယ်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလော့ ကိုညံကိုအမိမပြုတ်နဲ့သွားလေရာရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့တို့ပြုလင်သင်ဤလမ်းခီးတို့ကိုပဲ့ပြင်တော်မူမည်ဒီကျမ်းစာထဲမှာပေါပြောထားတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်တာမှာနံပါတ်1ဘုရားသခင်ကိုနံပါတ်1မှာကျွန်တော်တို့ထားဖို့ဖြစ်ပါတယ် နံပါတ်2အနေနဲ့ကျွန်တော်တို့ရဲ့ဘုရားသခင်ကိုယုံကြည်အားကိုးတဲ့နေရာမှာကိုယ့်ရဲ့ဉာဏ်ပညာကိုအားမကိုးဘဲနဲ့အသက်ရှင်ဖို့နံပါတ်2ပြောထားပါတယ်နံပါတ်3ကကျွန်တော်တို့ဘုရားသခင်ကိုအချိန်တိုင်းနံပါတ်1နေရာမှာထားဖို့နံပါတ်3ပြောထားပါတယ်နံပါတ်4ကတော့ဘုရားသခင်ကကျွန်တော်တို့ရဲ့အနာဂတ် in our future ကျွန်တော်တို့ရဲ့အနာဂတ်တစ်ခုလုံးကိုဘုရားသခင်ကတာဝန်ယူပေးမယ်ဆိုတဲ့အကြောင်း၄ခုကိုကျွန်တော်တို့တွေ့ရပါတယ်ခဏလေးဆုတောင်းရအောင်ထာဝရဘုရားကျွန်တော်မျိုးတို့ရဲ့အသက်တာ၌ကိုရောရှင်နှုတ်တော်ထွက်အားဖြင့်ကျွန်တော်မျိုးတို့ရဲ့အသက်တာ၌ကိုရောရှင်ပါဗျာအလိုတော်မရှိသောအမှုအရာများကိုဖြိုဖျက်နိုင်တဲ့ခွန်အားနဲ့ကိုရောရှင်ရဲ့အလိုတော်တိုင်းအသက်တာကိုတည်ဆောက်နိုင်ရသောခွန်အားကိုပေးတော်မူပါကျွန်တော်မျိုးတို့ရဲ့အချိန်နာရီအသက်တာလုံးစုံကိုစက္ကန့်အနှံ့ကြသောအခါခရစ်တော်ယေရှုဖခင်၏နာမတော်မြတ်ကိုမြှုပ်လက်ဆုတောင်းစက္ကန့်ကြပါရကိုရောရှင်ဖဖခင်အာမင်ဒီနေ့စီအချိန်မှာရောက်ရှိလာကြတဲ့လူငယ်များကိုကျွန်တော်ဘာအကြောင်းအရာနဲ့ခွန်အားပေးခြင်းတယ်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့လူငယ်တွေရဲ့အသက်တာမှာတွေ့ကြုံရသောအခက်အခဲအတားအဆီးများကိုကျွန်တော်တို့ဘယ်လိုကြော်လွှားကြမလဲဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီနေ့ကျွန်တော်တို့လူငယ်တွေမှာအတားအဆီးတွေအခက်အခဲတွေကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ရှောက်လန်းရမယ့်နေရာမှာစူးညောက်ခလုတ်ဖြစ်စေတဲ့အရာတွေအများကြီးရှိပါတယ်အဲ့ဒီထဲကမှကျွန်တော်ဘယ်နှခုကိုကျွန်တော်ပြောပြချင်တယ်လဲဆိုလို့ရှိရင်တော့9ခုကိုကျွန်တော်ပြောပြချင်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့လူငယ်တွေမှာတွေ့ကြုံနေရတဲ့တွေ့ကြုံရအောင်မဲ့အတားအဆီးအခက်အခဲပြဿနာနံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ social problem လို့ခေါ်တဲ့ကျွန်တော်တို့လူမှုရေးပြဿနာတွေဖြစ်ပါတယ်ဒီလူမှုရေးပြဿနာမှာမှပါတွေတွေ့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့သမီးရီစာကိစ္စအိမ်ထောင်ပြုတဲ့ကိစ္စဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေဆိုတာကဘယ်သူမှအချစ်နဲ့ကင်းတဲ့လူမရှိဘူးတိုးတော့ကျွန်တော်တို့ရီစာထားတယ်အိမ်ထောင်ဖက်ပြုတော့မယ်ဆိုလို့ရှိရင်အကယ်၍များကျွန်တော်တို့မညီတဲ့တပိုးကိုကျွန်တော်တို့ထမ်းဖို့ခြေလှမ်းနေပြီဆိုလို့ရှိရင်မိဘတွေသဘောမတူတဲ့သူနဲ့ကျွန်တော်တို့အိမ်ထောင်ဖက်ပြုမယ်ဆိုလို့ရှိရင်လက်မထပ်ခင်မှာကျွန်တော်တို့ခြေထပ်ခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ social problem ကျွန်တော်တို့ရဲ့အနာဂတ်သွားရတဲ့ခရီးမှာအတားအဆီး
အခက်အခဲဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်တချို့ကြတော့ဗာနဲ့အချိန်ကုန်နေလဲဆိုလို့ရှိရင်လူငယ်တွေဒီညဉ့်ညမ်းတဲ့စာပေတွေညဉ့်ညမ်းတဲ့ရုပ်ရှင်တွေတာတွေနဲ့အချိန်ကုန်ခြင်းအားဖြင့်လည်းပဲကိုယ့်ရဲ့ရှောက်လန်းရမယ့်ခရီးမှာအခက်အခဲအတားအဆီးဖြစ်စေတယ်ဆိုတာကျွန်တော်တို့နံပါတ်1ကျွန်တော်တို့ဒီလူမှုရေးပြဿနာမှာနံပါတ်1တွေ့ရပါတယ်နောက်ပြဿနာတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး6အငယ်9မှာဖော်ပြထားတဲ့အရာတွေအဲ့ဒီထဲမှာကျွန်တော်တို့ပေဟာကပါနေတယ်လဲဆိုလို့ရှိရင်တော့ LGBT ကျွန်တော်တို့ lesbian gay bisexual transsex ယောက်ျားလေးတယောက်ကမိန်းကလေးလိုနေသွားတာမိန်းကလေးတယောက်ကယောက်ျားလေးလိုနေတာတချို့ကြတော့လိန်တူလင်ကွဲဆက်ဆံတာတချို့ကြတော့ဘုရားသခင်ကကိုယ့်ယောက်ျားလေးလိုဖန်ဆင်းထားတယ်ယောက်ျားတယောက်လိုဖန်ဆင်းထားတယ်ဒါပေမဲ့ကိုယ့်ရဲ့အင်္ဂါကိုပြောင်းလိုက်တာ transsex လုပ်လိုက်တာဒါတွေလည်းပဲကျွန်တော်တို့ရဲ့လူမှုရေးဆိုင်ရာပြဿနာမှာအတားအဆီးအနှောက်အယှက်အများကြီးလူငယ်တွေအတွက်ရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်နံပါတ်3ဒီလူမှုရေးပြဿနာတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ materialism လို့ခေါ်တဲ့ကျွန်တော်တို့ဖျားသခင်ကိုနံပါတ်1မှာထားတာမဟုတ်ဘဲနဲ့ကိုကျမ်းမာဖို့ဒီနံပါတ်1ကိုချမ်းသာဖို့ဒီနံပါတ်1ကိုပညာတတ်ဖို့ပွဲရဖို့ဒီနံပါတ်1ကိုအောင်မြင်ဖို့ကနံပါတ်1လူတွေကကိုယ့်ကိုအထင်ကြီးဖို့လေးစားဖို့ဒါနံပါတ်1မှာထားပြီးမှဘုရားသခင်ကိုနံပါတ်2 3 4မှာသွားထားရင်လည်းပဲဒါကျွန်တော်တို့ရဲ့ social problem မှာပါနေပါတယ် materialism ဒီလူငယ်တွေကိုအတားအဆီးအနှောက်အယှက်ပေးတဲ့နံပါတ်3ပြဿနာဖြစ်နေပါတယ် social problem မှာနံပါတ်4ပြဿနာကတော့ပါလဲဆိုလို့ရှိရင် humanism လို့ခေါ်တဲ့အတားအဆီးဖြစ်ပါတယ်ဒါကတော့ပါလဲဆိုလို့ရှိရင်ဖြစ်နေတဲ့အခြေအနေအပေါ်မှာဟုတ်ပြီနော်ကျွန်တော်ဒီနေ့ at present our situation ဒီနေ့လက်ရှိဖြစ်နေတဲ့အခြေအနေမှာကျွန်တော်တို့ကဘာကိုတွေ့ရတယ်လဲဆိုရင်ဖြစ်ချင်တာနဲ့ဖြစ်တဲ့တာဖြစ်နေတဲ့အခြေအနေမှာဖြစ်ချင်တာနဲ့ဖြစ်တဲ့တာအဲ့ဒီမှာကျွန်တော်တို့ဖြစ်တဲ့တာကိုမလုပ်ဘူးမပြောဘူးမသွားဘူးကိုဖြစ်ချင်တဲ့စန္ဒyou prefer your will ကိုရဲ့စန္ဒကိုပဲအမြဲတမ်းနံပါတ်1မှာထားခြင်းသည် humanism ဖြစ်ပါတယ်ကိုရဲ့အနာဂတ်ရှောက်လန်းရမယ့်နေရာမှာကိုရဲ့စန္ဒကိုနံပါတ်1မှာထားပြီးဘုရားသခင်ရဲ့အလိုတော်ကို1မှာမထားခြင်းသည်လူငယ်များအတွက်အင်မတန်မှကြောက်စရာကောင်းသောအခက်အခဲပြဿနာအတားအဆီးဖြစ်တယ်ဆိုတာကျွန်တော်နံပါတ်1လူမှုရေးဆိုင်ရာအခက်အခဲပြဿနာကိုတော့ကျွန်တော်တို့4ခုပြန်ခွဲပြီးမှဒီနေ့တွေ့ရပါတယ်လူငယ်များကိုတားဆီးတဲ့အရာဖြစ်ပါတယ်နံပါတ်2ကတော့ပါလဲဆိုလို့ရှိရင်တော့ physical problem လို့ခေါ်တဲ့ခန္ဓာပိုင်းဆိုင်ရာပြဿနာကျွန်တော်ရဲ့ခန္ဓာပိုင်းဆိုင်ရာပြဿနာမှာကျွန်တော်တို့ဒီနေ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာကိုဒုက္ခပေးစေတဲ့အရာတွေကျွန်တော်တို့ဘယ်ဟာတွေကိုစားတဲ့နာတောက်တဲ့နာကိုမစားဘဲနဲ့စားချင်တာတောက်ချင်တာကိုစားကြတယ်ဥပမာကျွန်တော်တို့ဒီနေ့ instant food ready made တွေကျွန်တော်တို့စားကြတယ်ဒါကိုယ်ခန္ဓာကိုအများကြီးထိခိုက်စေတဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့တဘာဝအချိုရည်တဘာဝအချိုမဟုတ်တဲ့စူပါဆူကာတွေပါတဲ့အချိုရည်တွေကိုကျွန်တော်တို့တောက်ကြတယ်ခုတ်တွေကိုကျွန်တော်တို့တောက်ကြတယ်လွယ်လွယ်နဲ့ရတဲ့အစားအစာတွေကိုကျွန်တော်တို့စားကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အချိုမုတ်တွေစားကြတယ်အသားမုတ်တွေစားကြတယ်တချို့ကလည်းပဲဒီမူရည်ဆေးဝါးတွေသုံးဆောင်ကြတယ်လက်တဲ့ဆန်းကြတယ်ဒါဒီနေ့ကျွန်တော်တို့ရဲ့ခန္ဓာပိုင်းဆိုင်ရာကိုဒုက္ခပေးတဲ့အတားအဆီးဖြစ်စေသောအရာဖြစ်ပါတယ်ဒါနံပါတ်1လူငယ်တွေရဲ့တွေ့ကြုံရသောပြဿနာဖြစ်ပါတယ်အတားအဆီးဖြစ်ပါတယ်နံပါတ်3အတားအဆီးကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ psychological problem လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲပြဿနာဖြစ်ပါတယ်စိတ်ပညာရှင်တွေရဲ့အဆိုအရ
လူတစ်ယောက်မှာ fitting လို့ခေါ်တဲ့မေတ္တာနဲ့ frustration လို့ခေါ်တဲ့စီကံလူတစ်ယောက်မှာရရှိရမယ့်မေတ္တာနဲ့လိုက်နာရမယ့်စီကံက balance အလေးအချိန်ညီဖို့လိုပါတယ်မေတ္တာကရတာနည်းတယ်စီကံပိုင်းကများတယ်မဟုတ်လို့ရှိရင်စီကံကနည်းတယ်မေတ္တာကများတယ်မဟုတ်လို့ရှိရင်စီကံလည်းနည်းတယ်မေတ္တာလည်းနည်းတယ်ဆိုလို့ရှိရင်လူတစ်ယောက်မှာရရှိရမယ့်မေတ္တာကနည်းနေတယ်လိုက်နာရမယ့်စီကံပိုင်းမှာကိုယ်စီကံမရှိတာကများပြီဆိုလို့ရှိရင်လူတစ်ယောက်ရဲ့စိတ်ကိုစပြီးမှစိတ်ပိုင်းဆိုင်ရာမှာပြဿနာဖြစ်လာတဲ့အတွက်အဲ့ဒီလူငယ်တယောက်ဒီစီကံမရှိသောလူငယ်ခဏပြဿနာရှာတတ်တဲ့လူငယ်ကိုမကျေနပ်တဲ့လူငယ်ခဏအာခံတတ်တဲ့လူငယ်ခဏကလန်ကဆန်လှုပ်တတ်တဲ့လူငယ်ဖြစ်ပါတယ်ဘာလို့လဲသူ့မှာ fitting နဲ့ frustration မညီတဲ့အခါမှာလူငယ်ရဲ့စိတ်ပိုင်းဆိုင်ရာမှာဒုက္ခပေးတဲ့အတားအဆီးဖြစ်ပါတယ်ဒါကနံပါတ်3အတားအဆီးပေးတတ်တဲ့ပြဿနာဖြစ်ပါတယ်နောက်ပြဿနာတစ်ခုကတော့ပါလဲဆိုလို့ရှိရင်ဝိညာဉ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပါတယ်ကျွန်တော်တို့ဝိညာဉ်ရေးရာလို့ကျွန်တော်တို့ပြောတဲ့အခါမှာအချက်3ချက်ရှိပါတယ်နံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ absorb လို့ခေါ်တဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုခံယူခြင်းဖြစ်ပါတယ်ဘုရားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဘယ်လိုခံယူရမလဲဆိုလို့ရှိရင်နံပါတ်1 absorb လုပ်တဲ့နေရာမှာခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့လိုပါတယ်နံပါတ်2ကကျွန်တော်တို့ကခရစ်တော်ကိုယုံကြည်ပြီးသောလူငါတိုင်းရဲ့အသက်တာမှာ reform ပြန်လုပ်ဖို့လိုပါတယ် reform လုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျမ်းစာဖတ်ခြင်းအားဖြင့်တော်၎င်းတရားဟောချက်တွေကိုနားထောင်ခြင်းအားဖြင့်တော်၎င်းအိမ်ထောင်မိသားစုဝက်ပြုကိုးကွယ်ခြင်းလှုပ်ခြင်းအားဖြင့်တော်၎င်းမိတ္တဟာယဖွဲ့ခြင်းအားဖြင့်တော်၎င်းကျွန်တော်တို့ရဲ့အသက်တာမှာဘုရားသခင်အလိုတော်မရှိတဲ့အရာတွေကိုပြန်လည်ပြီးမှဖြိုဖျက်ပြီးဘုရားသခင်အလိုတော်ရှိတဲ့အရာတွေကိုကျွန်တော်တို့ရဲ့အသက်တာမှာတည်ဆောက်ဖို့ဖြစ်ပါတယ်ဒါနံပါတ်2အဆင့်ဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ absorb နှုတ်ကပတ်တော်ကိုခံယူဖို့နံပါတ်2ကတော့ reform ခံယူထားတဲ့နှုတ်ကပတ်တော်နဲ့ကိုယ့်ရဲ့အသက်တာမှာဖြိုဖျက်ခြင်းနဲ့တည်ဆောက်ခြင်းကိုလုပ်ဖို့ဖြစ်ပါတယ်နံပါတ်3ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် transform ကိုယ့်ရဲ့အသက်တာမှာတည်ဆောက်ထားတဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ရဲ့အိမ်သူအိမ်သားတွေကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုပြန်လည်ပြီးမှပုံသက်သေအနေနဲ့ကိုယ့်ရဲ့အသက်တာကိုပြန်လည်ပြီးမှပြသဖို့ဖြစ်ပါတယ်ဆိုတော့ဒီအရာ3ခုနံပါတ်1က absorb နံပါတ်2က reform နံပါတ်3က transform ဒီလိုပြုလုပ်ခြင်းကိုဝိညာဉ်ရေးရာလို့ခေါ်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့လူငယ်တွေမှာပါပြဿနာဖြစ်လဲဆိုတော့ absorb လုပ်တဲ့နေရာမှာတော်တော်လေးကိုကျွန်တော်တို့အားနည်းကြတယ်ကိုတိုင်းကျမ်းစာဖတ်တဲ့အချိန်အားနည်းတယ်အိမ်တော်ဝက်ပြုစည်းဝေးလုပ်တာလည်းပဲသိမ့်မရှိဘူးမိတ္တာယခရိယန်တွေမိတ္တာယလုပ်တဲ့အချိန်ကလည်းပဲနည်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ absorb လုပ်တာနည်းတဲ့အတွက်ကြောင့် reform လုပ်တဲ့အပိုင်းမှာလည်းနည်းသလို transform ပြန်လုပ်တဲ့အတိုင်းမှာလည်းပဲအားနည်းတဲ့အတွက်ကျွန်တော်တို့ဒီလူငယ်တွေမှာတားဆီးတဲ့အရာ၄ခုရှိပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီလူမှုရေးနဲ့ဆိုင်တဲ့အခက်အခဲပြဿနာခန္ဓာပိုင်းဆိုင်တဲ့အခက်အခဲပြဿနာစိတ်ပိုင်းနဲ့ဆိုင်တဲ့ပြဿနာဝိညာဉ်ပိုင်းနဲ့ဆိုင်တဲ့ပြဿနာတွေဒါကျွန်တော်တို့တွေ့ကြုံရပါတယ်ဒါဒီနေ့ကျွန်တော်တို့လူငယ်တွေအတွက်အခက်အခဲအတားအဆီးဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ဘသူရဲ့အကြောင်းနဲ့ခွန်အားပေးခြင်းတယ်လဲဆိုလို့ရှိရင်မာကုရဲ့အကြောင်းနဲ့ကျွန်တော်ခွန်အားပေးခြင်းပါတယ်မာကုရဲ့အသက်တာကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်မာကုရဲ့အသက်တာမှာသူ့ကိုအတားအဆီးဖြစ်စေတဲ့အရာဟဲ့လားမာကုရဲ့အသက်တာကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်မာကုကိုအတားအဆီးဖြစ်စေတဲ့အရာ၅ခုရှိပါတယ်
ဒီတို့အခက်ခဲဖြစ်စေတဲ့အတားအဆီး၅ခုကိုမာကုကဘယ်လိုကြော်လွှားသွားတယ်လဲဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်မာကုဆိုတဲ့ပုဂ္ဂိုလ်ကသူကအရင်ကသူ့ရဲ့နာမည်ကမာကုမဟုတ်ဘူးအဖေနဲ့အမေမွေးလာတော့သူ့ကိုပေးထားတဲ့နာမည်ကယောဟန်ဂျွန်ဖြစ်ပါတယ်သူကဘယ်မြို့ကလဲဆိုလို့ရှိရင်ယေရုရှလင်မြို့ကဖြစ်ပါတယ်သူဟာငယ်ငယ်ကလေးကနေခရစ်တော်နဲ့ယဉ်နှီးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်ရင်ခရစ်တော်ယေရုရှလင်မြို့သွားပြီဆိုလို့ရှိရင်ဘသူတို့ရဲ့အိမ်ကိုသွားတယ်လဲဆိုရင်ဒီယောဟန်တို့ရဲ့အိမ်ကိုသွားတယ်ခရစ်တော်အသေးသက်ခံရခါနီးမှာနောက်ဆုံးသောညစာစားပွဲတော်မင်္ဂလာကိုလည်းပဲဘသူတို့ရဲ့အိမ်မှာပဲပေးတယ်လဲဆိုရင်ဒီယောဟန်တို့ရဲ့အိမ်မှာပဲပွဲတော်မင်္ဂလာပေးခဲ့ပါတယ်ဆိုတော့ဒီလိုနဲ့ဒီယောဟန်ကခရစ်တော်ကိုသိလာတယ်ယေရုရှလင်မြို့မှာကြီးပြင်းလာတယ်ဒီလိုနဲ့ယေရုရှလင်မှာရှိတဲ့ခရိယန်တွေအသက်ခံရတဲ့အခါမှာညှဉ်းပန်းနှိပ်စက်ခြင်းခံရတဲ့အခါမှာသူဟာယေရုရှလင်မြို့မှာမနေတော့ဘဲနဲ့သူ့ရဲ့အကိုတဝန်းကွဲဘာနဘနဲ့အန်တီအုတ်ဆိုတဲ့မြို့ကိုရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဆိုတော့အန်တီအုတ်မြို့မှာရောက်သွားတဲ့အခါမှာသူ့ရဲ့အကိုတဝန်းကွဲကဘာဖြစ်လဲဆိုလို့ရှိရင်သင်းအုပ်ဆရာကြီးဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီယောဟန်ကလူငယ်ဆရာဖြစ်တယ်အန်တီအုတ်အသင်းတော်မှာရှိတဲ့လူငယ်တွေကိုဥဆောင်ပေးတယ်တွဲခေါ်ပေးတဲ့လူငယ်တယောက်ဖြစ်ပါတယ်ဒီလိုနဲ့တနေ့ကျတော့သူတို့ရှိမှဘသူရောက်လာတယ်လဲဆိုလို့ရှိရင်ရှင်ဘောလူကအန်တီအုတ်မြို့မှာရှိတဲ့ယောဟန်နဲ့ပါနဘတို့ရှိမှသူရောက်လာပါတယ်ရောက်လာရတဲ့အကြောင်းရင်းကတော့ဘာလို့ဖို့လဲဆိုလို့ရှိရင်ဧဝံဂေလိသွားဖို့ဖြစ်ပါတယ်ဧဝံဂေလိဆိုတာက Good News Gospel ဟာလေပူခေါ်ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကိုဖျားသခင်ကိုမတိသေးတဲ့လူတွေရှိမှသွားပြီးမှပြောဖို့ဖြစ်ပါတယ်ဒီလိုနဲ့ခုနပြောတဲ့ယောဟန်ရဲ့ဘာနဘရဲ့ရှင်ပေါလုတို့၃ယောက်ကဟာလေပူခေါ်သွားဖို့ခရီးသွားကြပါဒီလိုနဲ့သူတို့ကသွားရမယ့်နေရာခရီးတစ်ဝက်လောက်ရောက်တဲ့အခါမှာဒီယောဟန်ကဆက်မသွားတော့ဘူးသွားရမယ့်နေရာမှာရောက်အောင်မသွားတော့ဘူးပြန်ပြေးလာတယ်မသွားနဲ့မပြန်နဲ့လို့သူ့ရဲ့အကိုပါနဘနဲ့ပေါလုကဘလို့ပဲတားမရဘူးသူကသူ့ရဲ့အကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်သူကအဲ့ဒီမှာပါသွားလို့လေဆိုတော့လာဟုလို့ပြောမယ်ဆိုတော့ဝါကူလို့ပြီးပြန်ပြေးလာသူဝါကူလောက်တာကရိုးရိုးလောက်တာမဟုတ်ဘူးစပယ်ရှယ်လောက်တဲ့အတွက်ကြောင့်သူ့ကိုတချို့ကပါလို့လဲခေါ်လဲဆိုရင်စပယ်ရှယ်ဝါကူလို့လဲခေါ်တယ်သူ့ကိုလေပြောင်းနာမယ်ပေးတာသူ့ရဲ့ nickname မှာ special ပါကူသူဘာဖြစ်လို့ဝါကူလောက်ရတယ်လဲဆိုလို့ရှိရင်တဲ့သူသာသနာလုပ်ငန်းမှာဆက်ပြီးမှမပါနိုင်အောင်နောက်ပြန်ဆုတ်အောင်လုပ်ရတဲ့အကြောင်း၅ခုရှိတယ်တဲ့အဲ့ဒီ၅ခုကြောင့်သူကဝါကူရိုးရိုးလေးလောက်တာမဟုတ်ဘူး special ဝါကူလောက်တာတဲ့သူ့အတွက်အခက်အခဲပြဿနာနံပါတ်1အခက်အခဲကပါလဲဆိုလို့ရှိရင်တဲ့သူဟာသူ့ရဲ့ယာမီဟာကိုတိတ်တတိရတယ်အဲ့ဒီခေတ်ကကျွန်တော်တို့လိုဖုန်းမိုဘိုင်းဖုန်းတွေမရှိဘူးဂျိုးဖုန်းလည်းမရှိဘူးအိုင်ကွန်လည်းမရှိဘူးဂျင်းနိုင်ရိုက်ဖို့လည်းမရှိဘူးစာရေးလို့ရှိရင်ပို့ပေးမဲ့ postman လည်းမရှိဘူးဆိုတော့သူတို့ခေတ်ကကားလည်းမရှိဘူးဆိုင်ကယ်လည်းမရှိဘူးရထားလည်းမရှိဘူးသင်းဘောနဲ့ပဲခရီးသွားရတာအဲ့သင်းဘောကလည်းပဲလူကလှော်ရတာကိုဆက်နဲ့သွားရတဲ့ခေတ်မဟုတ်ဘူးဆိုတော့လမ်းခုလာရောက်တော့ तू ကဘယ်သူ့ကိုတတိယလဲအရှုညီမဟာပဲလေဟေးရောက်ပြီယာမီဟာညီမဟာကြကြည့်ဆိုတော့ तू ကအကြောင်းမရှိအကြောင်းရှာပြီးမှ तू
ရှေ့သွားရမယ်ဒါနလုပ်ငန်းကိုရှေ့သွားရမယ်အရာဘုရားသခင်ရဲ့အလိုတော်ကိုသူညင်းပယ်လိုက်ရတဲ့နံပါတ်1ကတော့ပါလဲဆိုရင်ရည်စားကိုလွမ်းလို့ Missing lover အချစ်ဒုက္ခနံပါတ်1အချစ်ရေးကြောင့်အတားအဆီးဖြစ်ပြီးမှဘာဖြစ်တာလဲနောက်ပြန်ဆုတ်ရတယ်ဒါသူ့ရဲ့နံပါတ်1ဒုက္ခတဲ့နံပါတ်2ဒုက္ခကတော့ပါလဲဆိုရင်သူ့ရဲ့အဖေမရှိတော့ဘူးဒီယောဟန်ကသူငယ်ငယ်ကလေးကနေသူ့ရဲ့အဖေဆုံးသွားတဲ့အတွက်ကြောင့်သူ့ကိုပြုစုတဲ့သူ့ရဲ့အဖေကမရှိတော့ဘူးဆိုတော့သူ့ရဲ့အမေသည်အဖေဟုတ်တယ်အမေသည်အမေဟုတ်တယ်ဆိုတော့သူ့ရဲ့အမေကိုသူကအဖေနေရာမှာအမေနေရာမှာထားတယ်နံပါတ်2ကသူဘာဖြစ်လို့ဘာကူလို့ပြီးပြန်ပြေးရတယ်လဲဆိုရင်ယောဘေအော်အေးညီမဟာကြလေချင်းအမေကိုလွမ်းတဲ့စိတ်ထွင်းတဲ့ရဲ့တခြင်းလို့ပါလေအင်ကိုပြန်မလဲကိုရှက်ဖာဟုတ်တယ်အင်ကိုပြန်ချင်တဲ့စိတ်တားလို့မရဘူးအမေရဲ့အင်ကိုပြန်ချင်တဲ့ဒုက္ခဒါသူ့အတွက်အတားအဆီးဖြစ်နေတယ်ဒါနံပါတ်2သူဘာအကူလောက်ရတဲ့အကြောင်းရင်းတဲ့နံပါတ်3အချက်ကတော့ပါလဲဆိုလို့ရှိရင်သူ့ရဲ့အကိုခုနကျွန်တော်ပြောတယ်သူ့ရဲ့အကိုဘယ်သူလဲအရှုလေရောက်ပြီအော်ပြီးပါအောင်မယ်ပါနာဘတ်အခုသူတို့သွားကြတာ3ယောက်လေဘယ်သူတွေလဲအခု special ဘာကူရဲ့ပါနာဘတ်ရဲ့ဘယ်သူလဲဂျပေါလူ3ယောက်သွားကြတယ်3ယောက်သွားတဲ့နေရာမှာသူဖြစ်စေချင်တာကသူ့ရဲ့အကိုပါနာဘတ်ကိုသူကကောင်းဆောင်အော်ဟိုးလို့ဖို့လိုချင်တယ်ဘာလို့လဲဆိုလို့ရှိရင်တော့ဒီဂျပေါလူကခရိယန်တွေကိုလိုက်တပ်ပြီးမှမနေ့တနေ့မှာခရိယန်ဖြစ်လာတဲ့လူဒါပေမဲ့သူတို့သွားတဲ့နေရာမှာသူ့ရဲ့အကိုကကောင်းဆောင်မလုပ်ဘူးဘယ်သူကကောင်းဆောင်လုပ်တာလဲလူသက်ကောင်ဂျပေါလူကကောင်းဆောင်လုပ်တာကိုအဲ့ဒါ तू မကျေနပ်ဘူး तू လှုပ်စေချင်တဲ့လူကကောင်းဆောင်မလုပ်ဘူးမလှုပ်စေချင်တဲ့လူကကောင်းဆောင်လုပ်တာကို तू ဗကူလုပ်တယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်ရတာမဖြစ်ချင်တဲ့အတိုင်းဖြစ်ရတဲ့ဒုက္ခဒါသူ့ကိုအတားအဆီးဖြစ်စေတဲ့အရာနံပါတ်3ဖြစ်ပါနံပါတ်4ကတော့ပါလဲဆိုလို့ရှိရင်သူကအခုသွားရမယ့်နေရာကသူ့အတွက်အစင်မပြေဘူးအစင်မပြေခြင်း3ခုရှိတယ်နံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်လူမျိုးမတူဘူးသွားရမယ့်နေရာမှာရှိတဲ့လူမျိုးနဲ့သူ့ရဲ့လူမျိုးမတူဘူးလူမျိုးမတူလို့မသွားချင်တော့ဘူးနံပါတ်2ဘာသာမတူလို့မသွားချင်တော့ဘူးနံပါတ်3ယဉ်ကျေးမှုတွေမတူလို့မသွားချင်တော့ဘူးကိုယ့်ရဲ့အမျိုးလည်းမရှိတဲ့နေရာမှာကိုနဲ့ယုံကြည်ကိုးကွယ်တာလည်းမတူတဲ့နေရာမှာကိုနဲ့ယဉ်ကျေးမှုမတူတဲ့နေရာမှာနေချင်သလားမနေချင်ဘူးမသွားချင်ဘူးသူကတကယ်မပါတာအမျိုးတူမှဘာသာတူမှသာသနာတူမှသွားချင်တဲ့စိတ်ဓာတ်သူ့မှာရှိအဲ့ဒါကြောင့် तू ကဆက်မသွားတော့ဘဲနဲ့ဘာကူလို့ပြီးမှပြန်လာရတဲ့နံပါတ်4အကြောင်းရင်းနံပါတ်5ကတော့ပါလဲဆိုလို့ရှိရင် तू ကအစေခံတဲ့အလုပ်ကိုမလုပ်ချင်ဆရာကြီးပဲလုပ်ချင်နှိမ့်ချစွာနဲ့အမှုတော်မြတ်မှာပါဝင်ရမယ်ဆိုတဲ့ဟာကို तू မလုပ်ချင်တော့ဘူးဆိုတော့သူ့ကိုတားဆီးတဲ့အရာဘယ်နှခုရှိလဲ5ခုရှိပါတယ်အဲ့ဒါကြောင့် तू ကဘာအကူလုပ်တာလဲ special ဘာအကူလုပ်ပြီးမှပြန်ပြေးတယ်ဘယ်ကိုပြန်ပြေးလဲဆိုလို့ရှိရင်တော့အန်တီအုတ်ကိုပြန်ပြေးတာဂျပေါလူနဲ့လည်းမသွားတော့ဘူးပါနပါစ်နဲ့လည်းမသွားတော့ဘူးဖះเจ้าတော့တိတ်မရောက်တော့ဘူးအသင်းတော်နဲ့လည်းဝေးกว่าတဲ့သူ special ဘာအကူလုပ်တဲ့လူတယောက်ဖြစ်သွားတယ်သူ့ရဲ့တွေ့ကြုံရတဲ့အတားအဆီး5ခုဖြစ်ပါတယ်တိုးတော်လည်းပဲအဲ့ဒီအတားအဆီးကို तू ဘယ်လိုပြန်ပြီးမှကြော်လွှားသလဲဆိုလို့ရှိရင်ခရစ်တော်ရဲ့တပည့်တော်12ပါးထဲမှာတပါးအပါဝင်ဖြစ်တဲ့ပေတရုကသူ့ကိုပြန်ပြီးမှတွဲခေါ်ပါတယ်ဘယ်သူကတွဲခေါ်ပေးလဲပေတရုရှင်ပေတရုကသူ့ကိုပြန်ပြီးမှ
ဆူတောင်းပေးတယ်တွဲခေါ်ပေးတယ်ဖះเจ้าကိုပြန်လာခိုင်းတယ်မိတ္တဟာယဖွဲ့တဲ့နေရာမှာခေါ်သွားပေးတယ်လူငယ်အစဉ်စဉ်တွေမှာပြန်ပြီးမှခေါ်သွားပေးတဲ့အခါမှာဒီ special vacu ဟာသူ့ရဲ့ပြဿနာဘယ်နှခုလဲ9ခုကိုနီလန်း9ခု5 methods နဲ့ပြန်ပြီးမှကြော်လွှားပါတယ်သူ့ရဲ့ပြဿနာ9ခုကိုနီလန်းဘယ်နှခုလဲ9ခုနဲ့ကြော်လွှားတယ်ဘယ်လိုကြော်လွှားသလဲဆိုတာကျွန်တော်အခုတာတိယအပိုင်းမှာကျွန်တော်ဆက်လက်ပြီးမှဝေငှပါမယ်ဆိုတော့နံပါတ်1သူရဲ့တွေ့ကြုံခဲ့ရသောအခက်ခဲပြဿနာကိုပေတရုအားဖြင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပြန်လဲပြီးမှဆင်ခြင်လာတဲ့အခါမှာသူကဘာကိုတည်သွားတယ်လဲဆိုလို့ရှိရင်တော့ What is my first priority ဆိုတာကောင်းကောင်းလေးတည်သွားပါတယ်ငါရဲ့အသက်တာမှာငါလုပ်ရမယ့်အတိကငါရဲ့တာဝန်ကပါလဲဆိုတာသူသိအစကသူလုပ်ရမယ့်သူ့ရဲ့အတိကတာဝန် first priority ကိုမသိဘူးလှုပ်တဲ့နာကို तू နားမလဲဘူးလှုပ်ချင်နာကိုလှုပ်ရဖို့ကို तू အားတန်ခဲ့တယ်တိုးတော်လည်းပဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လဲဆင်ခြင်အောက်မေ့သိလာတဲ့အခါမှာလူတိုင်းမှာနှစ်ခုရှိတယ်လှုပ်ချင်နာနဲ့ပါလဲလှုပ်တဲ့နာဆိုတော့ကျွန်တော်တို့လှုပ်ချင်နာကကျွန်တော်တို့ရဲ့တာဝန်မဟုတ်ဘူးလှုပ်သိရမယ့်အရာကကျွန်တော်တို့ရဲ့တာဝန်ကျောင်းသားတယောက်ကဘာလုပ်ရမလဲလက်သမားတယောက်ကပေါ်လုံးကန်လို့ဖြစ်မလားပေါ်လုံးသမားတယောက်ကပြည့်လျက်သွားထိုးလို့ရမလားမရဘူးဆိုတော့သူ့ရဲ့အသက်တာမှာသူသည်အမှုတော်ဆောင်တယောက်ဖြစ်တယ်ဘုရားကိုတည်တဲ့လူတယောက်ဖြစ်တယ်သူ့ရဲ့အသက်တာမှာသူလုပ်ရမယ့်အတိက first priority ကပါလဲဆိုတာကိုသူသိလာတယ်လုပ်လာတဲ့အခါမှာသူ့ရဲ့အခက်ခဲတားဆီးတဲ့အရာကိုနံပါတ်1သူကြော်လွှားလာနိုင်တယ်ဆိုတော့လူငယ်တွေရဲ့အသက်တာမှာနံပါတ်1ကျွန်တော်တို့ရဲ့အတိကတာဝန်ကပါလဲကျွန်တော်တို့ရဲ့ first priority ကပါလဲဆိုတာနံပါတ်1ကျွန်တော်တို့သိဖို့အရေးကြီးပါတယ်နံပါတ်2သူကဘာကိုသိလာတယ်လဲဆိုလို့ရှိရင်နာခံခြင်း obedience ကိုသူသဘောပေါက်နားလည်လာဟိုတော့ကသူ့မှာနာခံခြင်းဆိုတာမရှိဘူးအာခံခြင်းဆိုတာရှိကလန်ကဆန်လုတ်တတ်တာသူ့မှာသူ့ရဲ့အာသာချက်ကကလန်ကဆန်လုတ်တာတိုးတော်လည်းပဲဖះကိုသူတိလာတဲ့အခါမှာကလန်ကဆန်လုတ်ဖို့ထက်နာခံလိုက်လျှောက်ဖို့ trust and obey ကသိအရေးကြီးပါလားဆိုတာသူအသက်တာမှာကျင့်သုံးလာတယ်အဲ့အတွက်ကြောင့်သူ့ရဲ့အသက်တာမှာသူဖြစ်ချင်တဲ့ဟာတွေကိုဖြိုဖျက်ပြီးမှဘုရားသခင်ရဲ့အလိုတော်နဲ့အစားထိုးတတ်လာဆိုကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ဖြစ်ချင်တာနဲ့ဘုရားရဲ့အလိုတော်ကိုအမြဲတမ်းချိန်ထိုးပြီးမှဘယ်သူ့အနိုင်ပေးရမလဲဘုရားရဲ့အလိုတော်ကိုအနိုင်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတားအဆီးတွေကိုကျော်လွှားနိုင်မဲ့ဒုတိယနီလန်းဖြစ်ပါတယ်ဒါကိုယောဟန်ကကျင့်သုံးလာပါတယ်နံပါတ်3ကတော့ဘာလဲဆိုလို့ရှိရင် unity teamwork ကိုလှုပ်ချင်တာကိုပဲလှုပ်ဖို့မဟုတ်ဘဲနဲ့အများနဲ့ကျွန်တော်တို့ပူးပေါင်းပြီးမှဆောင်ရွက်တတ်ဘူးဟိုတုန်းကကြတော့ तू ကလူမျိုးမတူရင်အလုပ်မလုပ်ချင်ဘူးဘာသာမတူရင်အလုပ်မလုပ်ချင်ဘူးသာသနာမတူတဲ့လူနဲ့အလုပ်မလုပ်ချင်ဘူးယဉ်ကျေးမှုမတူတဲ့လူနဲ့အလုပ်မလုပ်ချင်ဘူးဒါပေမဲ့လူမျိုးမတူပေမဲ့စကားမတူပေမဲ့ယဉ်ကျေးမှုမတူပေမဲ့အားလုံးကိုဘယ်သူကဖန်ဆင်းထားတာလဲဖျားသခင်ကဖန်ဆင်းထားတယ်လှပတဲ့ဥယျာဉ်တစ်ခုဆိုတာကပန်းတစ်မျိုးတည်းမရှိဘူးအယောင်မတူတဲ့အမျိုးအစားမတူတဲ့ပန်းတွေအယောင်စုံလေဘာဖြစ်လေလဲလှပလေဆိုတာ तू လက်ခံလာတယ်ဆိုတော့အမျိုးတူမှဘာသာတူမှသာသနာတူမှအလုပ်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်သူ့မှာမရှိတော့ဘူးဖះရဲ့ပုံတော်ထင်ရှားမယ်ဆိုရင်အမျိုးမတူရင်လဲယဉ်ကျေးမှုမတူရင်လဲပဲလက်တွဲပြီးမှလှုပ်ရမယ်ဆိုတဲ့စိတ်ထားနံပါတ်3သူ့မှာရှိလာတဲ့အခါမှာသူသည်သူ့ရဲ့အခက်အခဲအတားအဆီးတွေကိုကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်အဖြစ်တာတိယခြေလှမ်းနိုင်ပါလေနံပါတ်4ကတော့သူကဘာကိုသင်ယူတယ်လဲဆိုလို့ရှိရင်တော့ trust ကိုးစားခြင်း
တုတ်တန်ကြအခန်းကြီး3အခန်းငယ်9 6ကိုကြည့်မယ်ဆိုရင်ကိုယ်ညာကိုအမိမပြုဘဲနဲ့ဘုရားသခင်ကိုကိုးစားဖို့ပြောပါတယ်ကိုယ်ညာကိုအမိပြုခြင်းလို့ပြောတဲ့အခါမှာတဲ့3ခုရှိတယ်တဲ့ကိုယ်ညာကိုအမိပြုခြင်းဆိုတဲ့ဟာကနံပါတ်1သူကဘာကိုအားကိုးတယ်လဲဆိုရင် knowledge ကိုသင်ယူထားတဲ့အရာကိုအားကိုးတဲ့လူကဘုရားသခင်ကိုကိုးစားဖို့မလွယ်ဘူး knowledge ကိုအားကိုးတဲ့လူ knowledge ပေါ်မှာ depend သွားဖြစ်ရင်နံပါတ်2ကကိုယ့်ရဲ့ experience ဟာအတွေ့အကြုံက experience is the best teacher ဆိုတဲ့လူတွေကဘုရားသခင်ကိုယုံကြည်ဖို့မလွယ်ဘူးတခုခုဖြစ်လာသူ့ရဲ့အတွေ့အကြုံနဲ့ပဲဖြေရှင်းတတ်တယ်နံပါတ်3ကတော့ understanding တခုခုလို့ရင်ငါဒီလိုလို့မှနားလေတယ်ဆိုကိုယ့်ရဲ့နားလေတဲ့အကြောင်းအရာနဲ့ပဲကျွန်တော်တို့ကသွားမယ်ဆိုရင်ဘုရားသခင်ကိုယုံကြည်လို့မရဘူးဆိုတော့ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်မဲ့နေရာမှာ knowledge experience နဲ့ understanding ကိုကျွန်တော်တို့ကင်ထားရင်ဘုရားသခင်ကိုယုံဖို့မလွယ်ဘူးဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်ဖို့ဆိုရင်ကျွန်တော်တို့ကနံပါတ်1 acknowledge လို့ခေါ်တယ်ကျွန်တော်တို့ရဲ့အသက်တာမှာကိုယ့်ရဲ့အမှားကိုအားနည်းချက်ကိုဝန်ခံပြီးမှဘုရားသခင်ကိုကျေးဇူးတင်တတ်ဖို့ကိုအားနည်းချက်မမြင်ဘူးဘုရားသခင်ကိုကျေးဇူးမတင်တတ်တဲ့လူကဘုရားသခင်ကိုကိုးစားဖို့ဆိုတာနံပါတ်1မဖြစ်နိုင်နံပါတ်2 renounce လို့ခေါ်တဲ့ကိုယ့်ရဲ့စန္ဒကိုဦးစားတင့်မှထားတဲ့လူကဘုရားသခင်ကိုယုံကြည်ဖို့မဖြစ်နိုင်ကိုယ့်ရဲ့စန္ဒကိုတင့်မှမထားပဲဘုရားသခင်ရဲ့အလိုတော်ကိုတင့်မှထားတတ်တော်သူသည်ဘုရားသခင်ကိုကိုးစားတတ်တော်သူဖြစ်လာတယ်နောက်တစ်ခုကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ depend ဘုရားသခင်ကိုယုံကြည်တယ်ဆိုတာကသူ့အပေါ်မှာမှီခိုတာဘုရားသခင်ပေါ်မှာမမှီခိုဘဲနဲ့ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့နားလည်မှုပေါ်မှာမှီခိုတဲ့လူကဘုရားသခင်ကိုယုံကြည်ဖို့ဆိုတာမဖြစ်နိုင်ဆိုတော့ဒီယောဟန်ရဲ့အသက်တာမှာသူသည်ဘုရားသခင်ကိုယေရှုတင်တက်လာတယ်သူ့ရဲ့စန္ဒကိုညှင်းပယ်တက်လာတယ်သူ့ရဲ့အတွေ့အကြုံသူ့ရဲ့သိတဲ့အပေါ်မှာအာမကိုးပဲနဲ့ဘုရားသခင်ရဲ့မေတ္တာပေါ်မှာမှီခိုလာတဲ့အခါမှာသူသည်သူ့ရဲ့အခက်အခဲအတားအဆီးကိုကျော်လွှားနိုင်သောပုဂ္ဂိုလ်ဖြစ်လာပါတယ်နံပါတ်5သူသည်ပေတရုရှိကနေဘာကိုသင်ယူတယ်လဲဆိုလို့ရှိရင် humble လို့ခေါ်တဲ့နှိမ်ချခြင်းဖြစ်ပါတယ်နှိမ်ချခြင်းဆိုတာကကိုယ့်ရဲ့မာနအစွဲကိုချိုးဖဲ့ခြင်းကိုဖြစ်ချင်တာကိုညှင်းပယ်ခြင်းကိုနှိမ်ချခြင်းလို့ခေါ်ပါတယ်ဆိုတော့ဒီယောဟန်ရဲ့အသက်တာမှာဟိုတုန်းကသူ့ကိုတားဆီးခဲ့တဲ့အရာ5ခုရှိပေမဲ့ဒီတစ်ခါသူသည်ဆရာကြီးပေတရုရှိကနေပါကိုသင်ယူတယ်လဲဆိုရင်နံပါတ်1ငါရဲ့အသက်တာမှာငါအတိကလုပ်ရမယ်ငါရဲ့အလုပ်ကပါလဲဆိုတာကို तू သိအောင်လုပ်တယ် तू လုပ်ရမယ်လို့ကိုနံပါတ်1လုပ်လာပါတယ်နံပါတ်2သူ့ရဲ့အသက်တာမှာအာခံခြင်းကိုပယ်ဖြတ်ပြီးမှနာခံလိုက်လျှောက်ခြင်းနဲ့အစားထိုးလာပါတယ်နံပါတ်3အမျိုးတူမှဘာသာတူမှယဉ်ကျေးမှုတူမှမဟုတ်ဘဲနဲ့ဘုရားသခင်ဖန်ဆင်းထားတဲ့လူတွေလူမျိုးမတူပေမဲ့ယဉ်ကျေးမှုမတူပေမဲ့ဘုရားရဲ့ပုံတော်ထင်ရှားမဲ့နေရာမှာလက်တွဲပြီးမှလှုပ်ဆောင်တတ်တဲ့အကျင့်ကိုသူကပြင်ဆင်လာပါတယ်နံပါတ်4သူ့ရဲ့အသက်တာမှာသူ့ရဲ့အတွေ့အကြုံသူ့ရဲ့ပညာသူ့ရဲ့ပွဲဒီဂရီပေါ်မှာမှီခိုတာမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့မေတ္တာပေါ်မှာမှီခိုခြင်းနဲ့သူ့ရဲ့အသက်တာကိုပြုပြင်လာပါတယ်နံပါတ်5သူ့ရဲ့အသက်တာမှာငါတော်တယ်ငါတတ်တယ်ဆိုတဲ့သူ့ရဲ့အစွဲကိုချိုးပြီးမှဖះအတွက်ငါအစေခံပါမယ်ဆိုတဲ့စိတ်ဓာတ်ကိုထားတဲ့အခါမှာသူတွေ့ကြုံရတဲ့ခုနတုန်းကပြဿနာ5ခုကိုကြော်လွှားပြီးမှ तू က special ပါကူမဟုတ်တော့ဆိုတော့သူ့ရဲ့နာမည်ကိုပြောင်းပေးလိုက်တယ်ဒီနေ့အစမင်းရဲ့နာမည်ကအစနာမည်ကဘာတူလဲယောဟန်ဒီနေ့အစမင်းရဲ့နာမည်ကမာကုဘာဖြစ်သွားပြီလဲမာကု the meaning of မာကု is hammer မာကုရဲ့အဓိပ္ပာယ်ကဘာလဲတူထားတူရိုက်တဲ့ဟာတူဟိုတော့မင်းရဲ့နာမည်ကဘာတူလဲယောဟန်ဆိုတာက the meaning of John is dove ယောဟန်ဆိုတဲ့အဓိပ္ပာယ်ကခိုဂျိုးငှက်
ညီးညူတတ်တဲ့ဟာခဏခဏပြဿနာအတွက်ညီးပြီးမှဘာကူလုတ်တတ်တဲ့လူဒီနေ့အစားမင်းဟာညီးတဲ့လူမဟုတ်ရတော့မင်းရဲ့နာမည်ကဘာဖြစ်သွားပြီလဲမာကုဖြစ်သွားပြီမာကုဆိုတာဘာလဲတူဆိုတာဘာလို့ဖို့လဲထူဖို့ဘုရားသခင်အလိုတော်မရှိတဲ့အရာကိုကိုယ့်ရဲ့သက်တာမှာရှိပြီဆိုရင်ဘာလို့ရမလဲခြေဖြတ်ရမယ်ထူရမယ်ဆိုတော့အဲ့ဒီမာကုကဘာဖြစ်သွားသလဲဆိုရင်ဘုရားသခင်ရဲ့အမှုတော်ဆောင်ကောင်းကြီးတယောက်ဖြစ်သွားတယ်ဓမ္မပညာရှင်ကြီးဖြစ်သွားတယ်ဒီနေ့ကျွန်တော်တို့ဖတ်ရမယ်ရှင်မာကုခရစ်ဝင်ကျမ်းကိုရေးတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ရှင်မာသဲပြီးရင်ဘာလာသလဲတမန်ကျမ်း29ကျမ်းရှိတယ်ရှင်မာသဲကျမ်းပြီးရင်ဘာလာလဲရှင်မာကုအဲ့ဒီရှင်မာကုရဲ့အစတုန်းကသူ့ရဲ့နာမည်ကဘာတူလဲယောဟန် special ဘာကူလုတ်ခဲ့တဲ့လူပြဿနာဘယ်နှခုရှိခဲ့လဲ9ခုရှိခဲ့တယ်တိုးတော်လည်းအဲ့ပြဿနာ9ခုကိုနီလန်းဘယ်နှခုနဲ့ပြန်ဖြေရှင်းလဲ9ခုနဲ့ပြန်သွားတဲ့အခါမှာ special ဘာကူမဟုတ်တော့ဘူးတကယ်သာတူးဖြစ်သွားပြီသူ့ရဲ့သက်တာမှာလောဘဒေါသမောဟအတ္တတွေကိုချိုးဖဲ့နိုင်တဲ့ထုရိုက်နိုင်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြန်ပြီးမှသက်တာကိုပြောင်းလဲပါတယ်ချစ်တော်လူငယ်များဒီနေ့ညနေမှာလည်းပဲကျွန်တော်တို့မှာပြဿနာတွေအမျိုးမျိုးရှိပါတယ်အတားအဆီးတွေအမျိုးမျိုးရှိပါတယ်ကျွန်တော်တို့မာကုရဲ့အသက်တာလိုပဲကျွန်တော်တို့မှာနာခံခြင်းလိုက်လျှောက်ခြင်းယုံကြည်ခြင်းမေတ္တာပေါ်မှာမှီခိုခြင်းနဲ့ကျွန်တော်တို့ရဲ့အတားအဆီးတွေကိုကျော်လွှားကြရအောင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေအခုချိန်မှာကျွန်တော်တို့လူငယ်တွေကျေးဇူးပြုမှာအားလုံးရှိတဲ့နေရာကနေမှတ်တရပေးပါကျွန်တော်တို့ရဲ့အသက်တာစက္ကအနှံဆုတောင်းကြရအောင်ကောင်းကင်ရဲ့မြေကြီးကိုပိုင်သားအုပ်စိုးတော်မူလက်သင်းတော်မှာရှိကြသောလူငယ်များအားလုံးကိုမေတ္တာဖြင့်ချစ်တော်မူသောထာဝရဘုရားကိုရော့ကိုယေရှုတင်ပါ၏ဤလူငယ်များသည်နုနယ်သောလူငယ်များကိုရော့ရှင်ပါဘုရားဖွံ့ဖြိုးနေဆဲဖြစ်သောလူငယ်များသင်ယူနေဆဲဖြစ်သောလူငယ်များဖြစ်သောကြောင့်သူတို့ရဲ့အသက်တာ၌လက်ရှိအခြေအနေနဲ့လာတန်သောအခြေအနေ၌ကိုရော့ရှင်ပါဘုရားပြစ္ဆုတ်ပံ၌အတားအဆီးဖြစ်စေသောအရာများအခက်အခဲဖြစ်စေသောအရာများစိန်ခေါ်စေသောအရာများသူတို့ကိုလဲကျစေနိုင်သောအရာများမြောက်များစွာရှိပါ၏တွေ့ကြုံနေရပါ၏တွေ့ကြုံရမယ့်အရာများလည်းရှိပါသေး၏တိုးတော်လည်းသူတို့ရဲ့အသက်တာ၌ကိုရောရှင်ပါဘုရားမာကုရဲ့အသက်တာကဲ့သို့သူတို့ရဲ့အသက်တာ၌မိမိတို့ရဲ့အသက်တာ၌ပထမလုပ်ရမယ့်မိမိတို့ရဲ့တာဝန်ကိုကိုရောရှင်ပါဘုရားသိမှတ်နိုင်သောခွန်အားကိုပေးသနာတော်မူပါအသက်တာ၌ကိုရောရဲ့အလိုတော်ကိုပထမထားလက်အသက်ရှင်နိုင်သောလူငယ်များဖြစ်စေတော်မူပါမိမိတို့နဲ့လူမျိုးမတူသောခံယူချက်မတူသောယဉ်ကျေးမှုမတူသောသူများနဲ့လည်းလက်တွဲလဲကိုရောရဲ့ပုံတော်ကိုထင်ရှားအောင်တင်းပွားအားဖြင့်အလုတ်လုတ်တတ်သောလူငယ်များဖြစ်စေတော်မူပါသူတို့ရဲ့အသက်တာ၌မိမိတို့ရဲ့အတွေ့အကြုံမိမိတို့ရဲ့သင်ယူတဲ့အရာမိမိတို့ရဲ့တတ်ထားသောအရာပေါ်မှာမိခိုအားထားလေအသက်ရှင်သောသူများမဟုတ်ပဲကိုရော့ရဲ့မေတ္တာကိုမိခိုသောသူများကိုရော့ရဲ့ဂတိတော်၄ပါးကိုဆွဲကင်သောလူငယ်များဖြစ်စေတော်မူပါအသက်တာ၌မိမိတို့ရဲ့လောဘဒေါသမောဟများကိုချိုးဖဲ့လေကိုရော့ရှင်ရဲ့အလိုတော်ကိုအစားထိုးလေသွားခြင်းလာခြင်းလောက်ကင်ခြင်းမှုရာ၌ပုံတော်ကိုထင်ရှားစေသောသူများဖြစ်စေပါသူတို့အားဖြင့်ကိုရောရှင်ရဲ့နိုင်ငံတော်တာ၍ကျယ်ပြန့်ရသောအခွင့်ကိုပေးတော်မူပါဤလူငယ်များသည်သူတို့ရဲ့အိမ်ထောင်မိသားစု၌အားကိုးရသောလူငယ်များပတ်ဝန်းကျင်၌အားကိုးရသောလူငယ်များအသင်းတော်၌အားကိုးရသောလူငယ်များကိုရောရှင်ရဲ့သာသနာအတွက်အနာဂတ်ကိုဦးဆောင်နိုင်သောလူငယ်များဖြစ်ဖို့ကိုရောရှင်ကောင်းကြီးပေးသနာတော်မူပါသူတို့ရဲ့ကိုယ်ခန္ဓာ၌ကျမ်းမာခြင်းကိုပေးပါစိတ်တရေးရ၌ကိုရောရှင်ပါဘုရားရင့်ကျက်ခြင်းကိုပေးတော်မူပါဝိညာဉ်ရေးရ၌သာ၍ကြီးထွားခြင်းကိုပေးသနာတော်မူပါလူအပ်သောကောင်းကြီးမင်္ဂလာဖျားဖျားကိုတောင်းခံကြသောအခါခရစ်တော်ယေရှုဖျား၏နာမတော်မြတ်ကိုမြည်ပြုလက်ဆုတောင်းဆက်ကပ်ကြပါရယ်ကိုရောရှင်ဖဖျားအာမင်喜比比奥呀。
ở lúc bơ sao về bố thả chi mùi yếu lên ngã hơi chỉ tới xí thọ cả bố lầu bố cha là về tê gà lê mà cố ngã thả chỉ tới xí ở bố cho về ya này ở hồ tê pa tê gà tê chờ gà tê tụ ở bố có bị về tê thả tê gà tê chờ gà tê la về ở bố cha tê về yếu ở khúc thả cả ngã thả bố khó gà pi la về ta về sao là lúc thả cả ở bố cha về yếu sao là lúc lẽ lên ngã hơi pa vai là hồ lì phụ chui ye lô lì phụ mà che về sao là lúc tê gà phê về yếu lên ngã hơi yếu thả bố khó gà pi la tụ ở bố cụ pi về tê thả khát để ở nhà pi lệ bố khó gà sát pi la ta về ở bố sao là lúc thả ở bố cha tê bỏ có cột la về yếu lên ngã hơi ở con nó tê xí tê cái tụi về tê pa thả có mà la sát lên ở con nó tê xí lên ngã hơi lì phụ xí nhì phê về yếu lên lì phụ xí nhì phê về thả pa to ngã hơi ya sư ô sư tê xí thả cả ở mỗi hồ tê pa thả lì phụ to tê pa pi lệ bia sát tê mà tụi ở bố có pi ta về yếu lên ngã con nó tê xí lỗ bia sát tê sát về thả ngã hơi tê cái tụi về yếu lên bởi vì tê cha ngã hơi ta va bố lô về tê cha ta in ta vô số tê pa tê lệ lì phụ to gọi tụi ở bố cho lỡ pi ta về cho về yếu lên ngã hơi bố lô bởi vì tê cha tê bởi che ta là tụi ở bố có xí la về yếu lên ya bữa ha bố lô bố cha la về ya này ya tê gà lê mà cố ngã hơi online khô lô nhị che về tê gà lê khô lô người sao bố xí có cha lệ nạp phí bố lô với thằng mà phải cái gì ta cầm về tên mà cái đó tụi ấy cầm về là bạn nhà khó chỉ co cầm về là bạn nhà khó chỉ co cho một bữa có tích cái tụi là cái gì